Okay ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့က Microsoft Word ထဲကိုကျွန်တော်ဝင်လိုက်ပါမယ် Microsoft Word ကိုကျွန်တော်တို့က Blastro command မှာကျွန်တော်တို့ချက်ဝင်လိုက်မယ်ပြီးထုံးစံတဲ့ page လေးရောက်တယ်မှာကျွန်တော်တို့က site တွေရွေးပါမယ်ပြီးလို့ရှိရင်အကြောင်းလေး orientation ကိုရွေးပါမယ်ပြီးမှကျုံကျွန်တော်ရေးလိုက်ပဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကကျွန်တော်အဓိကပြောသွားမှာဘာအကြောင်းလဲဆိုတော့ကျွန်တော်တို့เนาะဒီ Microsoft Word ထဲမှာကျွန်တော်တို့ကဒီ event page ရဲ့ never ဆိုတော့ရှိတယ်ပေါ့နော် sorry ကျွန်တော်ဒီမှာအရင်တော့မပေါ်သေးဘူးပေါ့နော်ဒီတော့ကျွန်တော်ပေါ်အောင်ကျွန်တော်အရင်ဆုံးဘာလို့မလဲကျွန်တော်စာရင်တော့ခေါ်လိုက်ပေါ့နော်စာရင်တော့ရတယ်စာမျက်နှာရင်တော့ကျွန်တော် IAN ချေပါဟောရင်စာမျက်နှာရင်ဆို50ပေါ့နော်စာပိုင်း50တော့ကျွန်တော်ထားလိုက်ဒီအဲ့ဒါခက်လိုက် okay ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်းကိုကျွန်တော်တို့က okay เนาะဒါဆိုရင်ကျွန်တော်စာမျက်နှာရပြီစာမျက်နှာရပြီဆိုကျွန်တော်ဒီမှာ event ဒီကျွန်တော်တို့စာအရင်ဆုံးကျွန်တော်တို့ကဒီဘောတော့ဘယ်လိုပြောရမလဲစာမျက်နှာတက်တဲ့အခါမှာပေါ့နော်စာမျက်နှာကျွန်တော်စာမျက်နှာနံပါတ်တက်တဲ့အခါမှာကျွန်တော် event page event number ဆို event page ကျွန်တော်တို့ကိုစာမျက်နှာတက်တဲ့အခါမှာဒီစာပိုက်ရဲ့ပေါ့နော်စာအုပ်ချုပ်တဲ့နေရာမှာကျွန်တော်တို့စာမျက်နှာချိုးကြောဒီအဲ့ဒီထဲမှာပေါ့နော်ကျွန်တော်တို့စာမျက်နှာတက်ကြတယ်ချိုးကြောတော့ page မှာတက်ကြတယ်ပေါ့နော်အဲ့လိုမှကျွန်တော်ကချိုး mark ကိုကျွန်တော်ဒီဘက်မှာတက်ရှင်တယ်စုံဝင်ရောဒီဘက်မှာတက်ရှင်တယ်ပေါ့နော်ဟိုဘက်နဲ့ဒီဘက်ကျွန်တော်တက်ရှင်တယ်အဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆောင်းလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်အရင်ဆုံးကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုလို့ရှိရင် insert ထဲမှာကျွန်တော် page number ရှိတယ်ပေါ့နော်ကျွန်တော် page number ကိုသွားလိုက်သွားပြီဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကဒါအောင်မှကျွန်တော်အရင်ဆုံးပြီးတော့ပေါ့နော်ကျွန်တော် page number ထဲမှာကိုကြိုက်တယ်ဒီအပေါ်ဆုံးမှာထားမှာဆိုအပေါ်ဆုံးမှာပေါ့နော်ကျွန်တော်တို့ကပုံစံတစ်ချက်ယူတာပြီးလို့ရှိရင်ဒီမှာဘယ်လိုပုံစံကြိုက်လဲပေါ့နော်ဟိုဒီလိုပုံစံကြိုက်လဲဘယ်လိုပုံစံကြိုက်လဲပေါ့နော်ဒီကောင်လေးကိုကျွန်တော်ချက်ယူလိုက်ဒါယူပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ပြောမယ့်ဟာအခုမှမှာနော် header and footer ထဲမှာဒီမှာကျွန်တော်တို့ different first page ဆိုတာရှိတယ်ပြီးလို့ရှိရင် different o ပြီးလို့ရှိရင် event page ဆိုတာရှိတယ်ပြီးလို့ရှိရင် show document test ဆိုတာရှိတယ်ကျွန်တော်ပြောတာမှာဒီအပေါ်နှစ်ခုပေါ့နော်ပေါ်နှစ်ခုကြောင်းကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အရင်ဆုံးဒီမှာပြန်ထွင်အဲ့ဆိုရှင်ဒီမှာကျွန်တော်တို့ page number ကိုကျွန်တော်တို့တက်ပြရပြီပေါ့နော် page မှာကျွန်တော်တို့ကဒီမှာအနောက်မှာပဲတက်ပြရပြီဒီအောက်ကကျတော့ဒီနောက်က page 3 or 7ဆိုတာ7 block လဲပါရည်ညွှန်းရဆိုတော့ဒီစာမျက်နှာမှာရှိတယ်ဒါကျွန်တော်အရင်ဆုံးဗီဒီယိုမှာပြောပြရပြီပေါ့နော်အရင်ဆုံးဒီစာမျက်နှာမှာရှိတဲ့အရေးအတွက်ပေါ့နော်7 ray ရှိလို့ကျွန်တော်က7 ray သူပြတာတကယ်လို့ကျွန်တော်ကဒီအောက်မှာကျွန်တော်ထည့်ရိုက်ပြီပေါ့နော် sorry ကျွန်တော်ထည့်ရိုက်ကြည့်တယ်နော်ဆရာထားကြည့်လိုက်အဲ့ဆိုရှိဒီမှာပေါ့နော်သူ6ဖြစ်ပါပြီဗျာခုန7ခု6ရှိပြီနော်ဇာမျက်နှာ6ရှိရပေါ့နော်ဒါအရှိဆုံးအရင်ဆုံးကျွန်တော်ရောက်နေတဲ့မျက်နှာနဲ့ပြီးလို့ရှိရင်နောက်မှာ total ပေါ့နော်စုပေါင်းရှိတဲ့အရေးအတွက်နဲ့သူပြတာဒါဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်တို့ကဇာမျက်နှာမှာ1 to 9ကျွန်တော်တက်ပြီးပါပြီအဲ့လိုမှကျွန်တော်တို့အခုမှ page number ဒီ event number ပေါ့နော်ဒီကိုကစုံကဲမပြောအောင်လေကျွန်တော် market ကို off number ကိုကျွန်တော်ဒီမှာအနောက်မှာထားအရှေ့မှာထားခြင်းနဲ့စုံကဲကိုကျွန်တော်အနောက်မှာထားခြင်းနဲ့စာအုပ်ချုပ်တဲ့ညမှာဖြိုးဆိုလို့ရှိရင်အဲ့လိုသုံးတယ်ပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော်ဘယ်လိုသုံးလဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောရခဲ့တယ်ဒီကျွန်တော်ဒီ page ပြန်ထားလိုက်ပေါ့နော်အဲ့ဆိုရှင်ဒီကောင်ကိုကျွန်တော် page ကိုပြန်ထားမှလာဒီမှာပေါ်မှာပေါ့နော်ပြီးဒီ different ပေါ့နော်ကျွန်တော် different first page ဆိုတာကျွန်တော်အရင်ဆုံးဒီကောင်ကိုချိန်ထားမယ်ဆိုလို့ရှိရင်ဒီပထမဆုံးစာရက်ကကျွန်တော်နံပါတ်မရှိဘူးပေါ့နော်နံပါတ်မရှိနံပါတ်6ထားတာကိုကျွန်တော်ပြောချင်တာပေါ့နော်ပြီးအနောက်မှာကျွန်တော်ဟာရသူ့စင်တိုင်းသူ့စင်ပြန်တော့ပေါ့နော်2 3 4 5 6 9 8ဒီကောင်ကိုလောက်ထားမယ်ဆိုရှင်အရင်ဆုံးပထမဆုံးနဲ့ဟာကကျွန်တော်တို့ဒီအမှတ်စင်နံပါတ်ပျောက်သွားပါတော့ကျွန်တော်ပြန်ဖွင့်လိုက်ပြန်တက်လာတယ်ပြီးလို့ရှိရင်အောက်ဒီအဓိကဒီကောင်ပေါ့နော်ဒီကောင်ဘာကိုပြောရလဲဆိုရှင်ကျွန်တော်တို့ different out and different out ပြောချင် event page ဆိုရှိတယ်ပေါ့နော်ကျွန်တော်အဲ့ကောင်ကျွန်တော်အရင်ဆုံးဒီဘယ်လိုသွားမလဲဆိုရင်အရင်ဆုံးကျွန်တော်တို့ကmarket ကိုကျွန်တော်အရှိထုတ်ခြင်းတယ်ပေါ့နော်ဒီ market 13509ပေါ့နော်အဲ့ဒီကောင်အရှိမှထားခြင်းတယ်2468ကိုကျွန်တော်ဒီဘက်မှာထားခြင်းတယ်ပေါ့နော်ဘယ်ဘက်နဲ့ညာပေါ့ကျွန်တော်တို့ကထားခြင်းတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီကောင်ကိုကျွန်တော်တို့ကဘယ်ပြန်သွားမလဲဆိုလို့ရှိရင်ဒီမှာ page number ရှိရပေါ့နော် page number မှာကျွန်တော်တို့ကအရင်ဆုံးဒီကောင်မှာကျွန်တော်တို့you know top of page ဆိုတာရှိတယ်ပေါ့နော် top page မှာကျွန်တော်သုံးခဲ့ပြီးပါပြီပြန်ပြောင်းမှဆိုတော့ဒီကောင်ကိုကျွန်တော်သုံးလို့မရတော့ပြန်သုံးလို့မရတဲ့အတွက်ကျွန်တော်ပဲသွားမယ်ဆိုတော့ custom page ရှိတယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်အရင်ဆုံးထောက်လာလိုက်မယ်နော်ဒီ tick ကိုဒီmarking ကိုရှင်းထုတ်မှာဆိုတော့ပေါ့နော်ဒီကိုကျွန်တော်ကဒီကောင်ကိုကျွန်တော်အရင်ဆုံးထောက်လာလိုက်မယ်ပြီးလို့ရှိရင် page number ကိုသွားမယ်ပြီးလို့ရှိရင်current page ဆိုတာရှိတယ် current page ဆိုတာမှာကျွန်တော်တို့ကဘယ်မှာသုံးမလဲပေါ့နော်ကျွန်တော်တို့ကအရင်ဆုံး current page မှာဒ
ဒီလိုသွားလိုက်ပါ sorry ဒါဆိုရှင်ရင်ရပြီเนาะပြီးလို့ရှိရင်ဒီကောင်ကကျတော့ဒီမှာပေါ့နော်sorry ဒီမှာပေါ့နော် different of o ဆိုတော့ကျွန်တော်နှိပ်လိုက်နှိပ်တဲ့အခါမှာကျွန်တော်ဗာပြောင်းလဲကြည့်လိုက်1ရှိတယ်ဒီမှာ2မရှိတော့ဘူးပေါ့နော်3ရှိတယ်4မရှိဘူး5ရှိတယ်6မရှိဘူး9ရှိတယ်10မရှိဒါဆိုရှင်တော့ဗာဖြစ်ရဆိုလို့ရှိရင်ဒါကြတော့ကျွန်တော် mark ကိုဖြောက်လိုက်တာပေါ့နော် sorry စုံကင်းကိုဖြောက်လိုက်တာပေါ့နော်လို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကပြန်ပြောင်းမယ်ဆိုလို့ရှိရင်လည်းကိုဖယ်ဘက်ချမ်းမှာထားမှာလေပေါ့နော်ကိုရှေ့အလဲရှေ့မှာထားမယ်ဆိုတော့ကျွန်တော်တို့ရှေ့မှာထားလို့ရတယ်နောက်မှာထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်မှာထားရတယ်ကိုကြိုက်တဲ့ပုံစံကျွန်တော်ရွေးလို့ရတယ်ပေါ့နော်ဒါဒီထဲမှာဆိုရင်အများကြီးပဲရှိတယ်နော်ဒါပဲညာဒါတော့အခုကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုပုံစံနဲ့ဆိုဒါဖယ်ဘက်မှာထားတာပေါ့နော်တကယ်လို့ကျွန်တော်ကဒီမှာပေါ့နော် different or event page ဆိုတော့ကျွန်တော်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော် event page တွေအကုန်လုံးစုံကိန်းတွေကိုကျွန်တော်အကုန်လုံးဖြောက်ထားတာဖြစ်ပါတယ်စုံကိန်းကိုကျွန်တော်အကုန်ဖြောက်လိုက်ပြီးဖြောက်ပြီးတဲ့အခါမှာကျွန်တော်စုံကိန်းကိုဘယ်မှာထားမလဲဆိုရင်ကျွန်တော်ကစာရွက်ရဲ့ညာဘက်မှာထားမယ်ပေါ့နော်ကျွန်တော်စာရွက်ညာဘက်မှာထားမယ်ဒီလိုအခါမှာကျွန်တော်ဘာတွေအသုံးဝင်လဲဆိုရင်ကျွန်တော်တို့စာအုပ်ချုပ်တဲ့ခါကြလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီဘက်တွေကကျွန်တော်စာအုပ်ချုပ်မယ်ချုပ်တဲ့ခါကြလို့ရှိရင်ဒီဘက်မှာကျွန်တော်ဒီနံပါတ်ကြီးอ่ะပေါ့နော်ဒီဘက်လိုပဲဒီဘက်မှာထားရမယ်ဆိုကျွန်တော်နံပါတ်တွေပါပုံပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကညာဘက်ဆိုရင်ညာဘက်တစ်ထောက်ထဲပဲပေါ့နော်ဒီတစ်ဘက်တစ်ထောက်ထဲပဲကျွန်တော်တို့စာရွက်တွေဒီအချုပ်မှာဆိုလို့ရှိရင်ဒီလန်လိုက်ရှင်ဒီကောင်ကြီးအကုန်လုံးနံပါတ်တွေထည့်ကြအောင်ပေါ့နော်အဲ့လိုခံမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့သုံးလို့ရတယ်ပေါ့ကိုကစာရွက်ကိုနံပါတ်ကိုဒီအလဲမှာထားမယ်ဆိုတော့တက်တာမရှိဘူးเนาะဒီတောက်တွေမှာထားမယ်ဆိုရင်ဒီနီလန်းကလုံးဝအသုံးဝင်တယ်ပေါ့နော် different or event page ဆိုတဲ့နေရာကတကယ်ကိုလုံးဝအသုံးဝင်တယ်စာအုပ်ချုပ်တဲ့နေရာမှာလုံးဝအသုံးဝင်တဲ့နေရာလုံးဝင်တဲ့အရာတစ်ခုပဲပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကအခုဒီမှာပေါ့နော် page မှာမဂိမ်းတွေကိုကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကပေဘက်မှာထားထားတယ်စုံဂိမ်းတွေကိုကျွန်တော်ဒီဘက်ညာဘက်မှာထားမယ်ပေါ့နော်ဒီဘက်နှစ်ခုကိုဆက်တဲ့နေရာမှာကျွန်တော်စာအုပ်ချုပ်မှာဆိုတဲ့အတွက်ဒီကောင်ကိုကျွန်တော်ဒီဘက်မှာထားမယ်အဲ့ခါမှာကျွန်တော်ဘယ်လိုသုံးလဲဆိုလို့ရှိရင်နောက်ထပ်ပေါ့နော်ကျွန်တော်တို့ကကိုစနံပါတ်စထားမယ့်နေရာကိုကျွန်တော်တို့ကာစာထောက်လိုက်မယ်ပေါ့နော်စာရွက်ကိုကာစာထောက်လိုက်မယ်ထောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘယ်သွားမလဲဆိုဒီမှာ page number ပေါ့နော်ဒီ page out button ကကျွန်တော် top page ဆိုတာကျွန်တော်သုံးလို့မရတော့ခုနကတော့သုံးထားတဲ့အတွက်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့က current position ဆိုတာရှိတယ်ကျွန်တော်အဲ့တစ်ချက်ရေးနေရွေးပြီးခုကျွန်တော်တို့ခုနကထားထားတဲ့ပုံစံတိုင်းကိုကျွန်တော်လိုက်ရှာမယ်ပေါ့နော်ဒီမှာတော့ page 1 on 1ဆိုတာရှိတယ်ကျွန်တော်ကချက်နေတယ်နေတဲ့အခါမှာဆိုရှင်ကျွန်တော်ဒီမှာပေါ်လာပြီပေါ့နော် page 2 of 9ပေါ့နော်1 2 3 4 2ပုံပေါ်လိုက်တိုင်းမဲ့ဒီမှာခုနပြောင်းသွားပြီပေါ့နော်ခုနဒီဘက်ချမ်းကြီးပဲမဟုတ်တော့ဘူးပေါ့နော်ခုနကတော့ကျွန်တော်တို့ကဒီဘက်ချမ်းဆိုဒီဘက်ချမ်းပေါ့နော်ဒါပေမဲ့ဒီကောင်ကြီးချုပ်လို့မရဘူးပေါ့နော်ဒီမှာဆိုရှင်တင်တာဘက်တွေအကုန်ပြန်ပေါ်လာပြီဒါကြောင့်မို့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ဒီညာဘက်စလုံးပြန်ပို့အဲ့ခါမှာကျွန်တော်ကဘယ်လိုသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကျွန်တော်လုံးဝပေါ့နော်လွယ်လွယ်လေးပဲเนาะဒီကောင်ကိုကျွန်တော်ဆက်လက်ပြလိုက်ဒီကောင်တစ်ခုဆက်လက်ပြတာနဲ့အကုန်လုံးဟိုအောက်ဟာတွေပဲလင်းချိတ်တာတော့အကုန်လုံးသွားတယ်ပေါ့နော်လို့ရှိရင် home တက်ထရမှာကျွန်တော်ဒီမှာပေါ့နော်ဒီကောင်ကိုကျွန်တော်ချက်နေလိုက်အဲ့ဆိုရှင်ဒီမှာ home နောက်ဆုံးရောက်သွားပြီပေါ့နော် home နောက်ဆုံးရောက်သွားပြီဒီကောင်နဲ့ညှိမယ်ဆိုရင်ဒါခုနကိုဆင်ပြောင်းပြန်ညှိလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အောက်ရောက်သွားပြီဒီမှာဆိုလို့ရှိရင်ဒီဘက်မှာပေါ့နော်ဒီမှာတင်းနဲ့3လေးဒီမှာဆိုရင်အလယ်မှာကျွန်တော်တို့စာရွက်ချုပ်လို့ရတယ်ပေါ့နော်ဒါစာရွက်ကကိုမကိုခုနလေးကကျွန်တော် alignment ပြန်ညှိလို့ရတယ်ပေါ့နော်အဲ့ဘက်ကတော့ဒီမှာခွန်အဲ့မှာ share 6ထိပဲရှိတယ်ဆိုတော့6ထိပဲပေါ့နော်အဲ့ဆိုရှင်ကျွန်တော်တို့ဒီကောင်ကကြတော့စာရွက်ချုပ်တဲ့ညမှာဒါစာအုပ်ချုပ်တဲ့ညမှာလုံးဝနံပါတ်10တဲ့ညမှာလုံးဝအသုံးဝင်တဲ့ function လေးတစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါเนาะကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီလူတွေအားလုံးပဲပေါ့နော်လူတော်တော်များများအသိနေတယ်ပေါ့နော်ကျွန်တော်တို့ဒီစာအုပ်ချုပ်ရမယ်လုံးသုံးဝင်တယ်ပေါ့နော်ကျွန်တော် different of event page ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ခုတည်းကိုကျွန်တော် site လုပ်ပြီးတော့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကကြိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe ထားပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်